အိမ်ချမ်းမြေအကျိုးဆောင်တို့ရဲ့ကျင့်ဝတ်များရိုးသားဖြောင့်မတ်မှုရှိခြင်းအချက်လက်အမှန်များကိုပြောကြားခြင်းနဲ့ဝယ်သူရောင်းသူတို့ရဲ့အကျိုးစီးပွားကိုဦးစားပေးခြင်းတို့ပဲဖြစ်ပါတယ်။အဓိကအပြင်အိမ်ချမ်းမြေများရဲ့ကောင်းကွက်ဆိုးကွက်များကိုဖုံးကွယ်ခြင်းမရှိဘဲကိုကျိုးရှာမှုထက်မမှန်ကန်ကန်အကျိုးဆောင်ပေးခြင်းနဲ့မှတ်ပုံတင်ထားသောအကျိုးဆောင်များဖြစ်ရန်လိုအပ်ပါတယ်။အိမ်ချမ်းမြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့်အချက်အလက်များကိုလွှဲမှားစွာတင်ပြခြင်းချဲ့ကားပြောဆိုခြင်းနဲ့ဖုံးကွယ်ထားခြင်းများမပြုလုပ်ရပါ။အိမ်ချမ်းမြေရဲ့ကောင်းကွက်ဆိုးကွက်များကိုဝယ်ယူသူရောင်းချသူတို့အားတိတ်ကျစွာပြောပြရပါမည်။ကို့အကျိုးစီးပွားထက်ဝယ်ယူသူရောင်းချသူရဲ့အစဉ်ပြေမှုနဲ့အကျိုးစီးပြားကိုအဓိကထားဆောင်ရွက်ရပါမည်။အိမ်ချမ်းမြေအကျိုးဆောင်မှတ်ပုံတင်ထားသောတရားဝင်အတိအမှတ်ပြုလက်မှတ်ရရှိသောအကျိုးဆောင်ဖြစ်ရပါမည်။ဝယ်ယူသူရောင်းချသူတို့ရဲ့ကိုရေးကိုတာအချက်လက်များကိုထိမ့်သိမ်းပေးရပါမယ်။စီးမြင်းစစ်စည်းကမ်းနဲ့အညီသတ်မှတ်ထားသောမျှတသည့်အကျိုးဆောင်ခကိုသာယူရပါမယ်။အိမ်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်သည့်အကြောင်းအရာများကိုကျွမ်းကျင်မှုရှိပြီးတဝန်ယူမှုတဝန်ခံမှုရှိရပါမည်။ဒီကျင့်ဝတ်များကိုလိုက်နာခြင်းဖြင့်အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းမှာယုံကြည်စိတ်ချမှုရရှိပြီးရေရှည်တည်တံ့သောလုပ်ငန်းရှင်များဖြစ်လာနိုင်ဖို့လိုပါတယ်။